အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ vlog လေးကတော့ဒါမလေးရှားမှာရှိတဲ့ဒါ Gunning Highland ပေါ့နော်ဒါအဓိကတော့တောင်ပေါ်မှာရှိတဲ့မြို့လေးပေါ့နော်အဲ့မြို့လေးကိုကျွန်တော်တညအိတ်ခရီးသွားလဲမှာဖြစ်ပါတယ်ဆိုတော့အခုကတော့ကျွန်တော်9နာရီခွဲလောက်တော့ရှိပြီကျွန်တော်မနေ့ပြန်လဲလို့ရသေးတယ်ဆိုတော့ကျွန်တော် AC မှာသွားတာပါဆိုတော့အားလုံးကိုကျွန်တော်လိုက်ခဲ့ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီမြို့လေးကဒါဘယ်လိုပြောရမလဲတိမ်ပေါ်မှာရှိတဲ့မြို့လေးဆိုပြီးတော့ဒီများရခေါ်ကြရမှာเนาะတကယ်လာလားမလာတော့ကျွန်တော်ရောက်မှာပဲတိမှာပါဆိုတော့ activity ရတော့ဟိုမှာစုံတယ်လို့ပြောပါတယ်ဆိုတော့တွားကြည့်မယ်ဆိုတော့အားလုံးလိုက်ခဲ့ပေးကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဆိုတော့ let's go ဆိုတော့ကျွန်တော်တို့ဒါအခုတော့ဒါ hotel check in လုပ်ပြီးသွားပြီပေါ့နော်ဒါအခုကျွန်တော်တို့ Sky Wall ဆိုတဲ့နေရာကိုသွားမှာပေါ့အဲ့ဒီနေရာကတော့ပြောရမယ်ဆိုရင်ဒါဆိုရဲဟာတွေဘာတွေရောရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်ပေါင်းပါပေါ့ဟိုကျတော့ဟိုရောက်ရင်တော့သူကတော့များလောက်တယ်တော်တော်များလောက်တယ်ဆိုတော့တွားလိုက်ပါအောင်မယ်ကဲအခုတော့ကျွန်တော်တို့ဒါ think pad ထဲကိုကျွန်တော်ဝင်လာပြီပေါ့နော်ဒါလက်မှတ်ကတော့တယောက်ကို3,900လောက်ကျတယ်၄ယောက်ပေါင်းဆိုရင်တော့ကျွန်တော်9,000ကျော်လောက်ကျပါတယ်ကျွန်တော်တန်လားမတန်လားတော့ check တိုးပါမယ်ဆိုတော့ဒါဝင်ချင်း view လေးတွေကျွန်တော်ပြပါမယ် let's go think pad ပြီးတော့နော်ဆိုတော့ကျွန်တော်တို့ဒါအခုတော့ရှောက်ကြည့်မယ်ပေါ့နော်ဟိုကြည့်ဒီကြည့်နေကျွန်တော်ရှောက်ကြည့်မယ် pack ကြီးကတော့တော်တော်ကျယ်တယ်ပြောတယ်ဒါကျွန်တော်တို့ ticket ပါ2,000ပေးရပါတယ်ဒီများတယ်မြန်မာနိုင်ငံ happy wall ဆိုရင်3,000ပဲပေးရနည်းနည်းကွာတော့ပါဗျာဒါ let's go သွားလိုက်အောင်လေโอเคဒါကျွန်တော်တို့ဒါအခုဒါရေလာဆော့စီလို့ပုံစံမျိုးပေါ့နော်အဲ့ဒါလေးကျွန်တော်စီးပါပါလူကတော့မြင်းတဲ့အတိုင်းပါပဲစောင်းများပါတယ်အဲ့တော့နည်းတော့စောင်းပါမယ်စောင်းပြီးတော့စီးလိုက်ပါမယ်โอเคဘောမှာဟုတ်ဖြုတ်တော့မယ်နော်โอเคဘူးတော့ကျွန်တော်တို့ဒါရေလာဆော့စီးနေပြီပေါ့နော်ချိန်မှာဘာတွေဖြစ်မလဲတစ်ချက်ကြည့်ရမယ် let's goပေါင်နေတော့တိတ်တော့မမြင်အောင်ပါသူအပေါင်ထဲကနေဒီတော့ဆင်းနေပုံစံအဲ့လိုကင်မရာနည်းနည်းဆိုရင်လည်းကင်မရာကကျွန်တော်အုပ်တော့အုပ်ထားတယ်ဟုတ်ပါဒီတော့ဆိုရဲဒီကားလာမသိဘူးအဆောင်အေးပါတော့တော့တက်ပါပြီ你这害完了。တော့အခုကနှစ်ခုပဲစီးရသေးရောနော်ချိန်က6နာရီဆိုပြီးပြီ6နာရီဆိုပိတ်ပြီဟို4နာရီခွဲပါပြီနှစ်ခုပဲစီးရသေးတယ်နောက်နှစ်ခုလောက်ပဲစီးထပ်စီးလို့ရတော့ဘယ်တန်းနိုင်မတန်ဘူးဖြစ်သွားတာပေါ့ဈေးများပြီးတော့မတန်ဘူးပြမနေ့တည်းနိုင်တော့တန်တယ်ဗျာဟိုကမတန်ဘူးဖြစ်သွားတာပေါ့ကြည့်ပါဘာလဲတော့မသိပါဘူးပြောကိုကြီးဒီကြီးနဲ့ကြည့်နေရပါတော့ပြပါမယ်Oh, let it turn back. Oh, what do you mean? We're on danger ski Tonight. Why do you go? You're about why? Go on, why? That's a. Cheers, Cynthia! Open your chakras to the healing powers of the Shangri-La. A little help here? I got a crystal poking me in the chakra. အခုတော့ကျွန်တော်တို့ဒါဒီကစားကွင်းနဲ့ကဒါဆိုင်လေးပေါ့နော်ဒါဘူပုံစံလေးလုပ်ထားတာပေါ့နော်ရေလာမီချောင်းပုံစံရဲ့ပြီးတခြားဟာတွေတခုကလေးဟာတွေတခုပဲကျွန်တော်ဟာရောမစီးတော့ဒါ
စောင့်ရလူများလို့လူကအရှိမ100ကျော်တော့စောင့်ရမှာနော်100ကျော်200လောက်စောင့်ရမယ်ဆိုတော့အဆင်မပြေတော့ မ ဘူး စ တော့ ကားတော့နောက်ဒီကိုဘယ်တော့လာပါ မလာပါနဲ့လို့ဒီကိုဘယ်တော့မှမလာပါကျွန်တော်တို့ဒါ2သိန်းလောက်ကုန်သွားတယ်ဝင်ကြီးကြီးပဲမိုက်ဘူးလားမဟုတ်မိုက်တယ်ဒါပေမဲ့တောသားတွေများတယ်တောသားတွေရမ်းများတယ်ပြီးအဆင်မပြေဘူးစားတော့ကလည်းရမ်းစေးကြည့်တယ် ဟိုမှာတော့3သားလောက်ပြီ ကျွန်တော်ဘိုက်စားတော့လည်းစားရတာပဲနော်အဲ့တော့လိုပါပဲနော်အခုမှားလိုက်အောင်ပဲမှားပြီးဆွဲလိုက်တော့မယ်ပြီးပြန်တော့မယ်ဒါတော့ကျွန်တော်တို့ဒါပြန်တော့မှာပေါ့နော်ပြန်တော့မယ်ဆိုတော့ဟိုဒီမှာဒါကျွန်တော်တို့ခုနကစားခဲ့တဲ့ကစားကွင်းကြီးပေါ့နော်ဒီဘက်ပေးရတော့ဒီဘက်မှာဆိုရင်ကျွန်တော်ကားဆောင်နေတာပေါ့နော်ဒီအပေါ်လေးမှာဆိုရင်အပေါ်မှာကေဘယ်ကားတွေရှိရမှာမြူတွေအများကြီးပဲတွေ့လားဒီလိုထဲမှာတွေ့လိမ့်မယ်မြူတွေတော်တော်များတယ်ဗျာဒီမှာအေးနေပြီဗျာညဘက်ဆိုပိုအေးတော့ဒီဘက်မှာဆိုတိတာတယ်ဒီဘက်မှာဆိုတိတာမှမြူတွေကြီးပဲတော့ဆောင်းအေးတယ်ဒီနေ့ကအဲ့လိုနေလို့တော့ကောင်းတယ်ဗျာဟို activity ကတော့ပြောမယ်ဆိုရင်တော့အရင်တော့မစုံဘူးဒါပေမဲ့ဟိုကျွန်တော်ညအိမ်မှာတညအိမ်မှာဆိုတော့နေလို့တော့တော်တော်လေးကောင်းမယ်လို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဟိုတယ်ပြန်ပါမယ်ဟိုတယ်ပြန်ပြီးရင်ဟိုတယ်ရောက်ပြန်သိမယ်ပေါ့နော်မနေ့ဘယ်သွားမလဲဘာညာဒါပေမဲ့တနေရာတော့သွားပြီးမှပြန်ပါပေါ့နော်အဲ့တော့ဘယ်သွားပြီးတော့ဘာတွေလုပ်မလဲဆိုတာတော့ကျွန်တော်တို့လည်းမသိသေးပါဘူးနည်းရှင်းရှောင်းပေါ့ ရှက်လိုက်ရှိုးကြည့်တယ် ရှက်လိုက်ရှိုးလိုက်တော့โอเคအညာဘာညာโอเคကဲဒါကတော့ဒါကျွန်တော်တို့ရဲ့ဟိုတယ်ခန်းလေးပေါ့နော်ဒါကျွန်တော်တပည့်တယောက်ရနေမှာပေါ့ငါ2ယောက်ကရင်ပါမယ်အောက်ပြမယ်2ယောက်ကရင်ပါညာပါမယ်ကျွန်တော်ဒီမှာ view လေးရှိတယ် view လေးပြမယ်ရှေးကျွန်တော်အကူက17လောင်ပါဘောနော်ကျွန်တော်အထက်မြင့်ရင်တော့ပုံမိုက်တယ်တော်တော်လေးမိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရေမချိုးပြတော့ဒါကျွန်တော်နောက်က view လေးနဲ့ပေါ့နော်ဖြူအောင် background လေးနဲ့အညာပေါ့နော်ကျွန်တော်တို့ဒါနောက်ပိုင်းကျရင်တော့ကျွန်တော်လေတော့နည်းနည်းတရုတ်ပုံကြောင်းဒီမှာတရုတ်ပုံကြောင်းလေးပါရှိတရုတ်ပုံကြောင်းလေးပါဟိုသွားသွားပြီးပြန်မယ်လောက်ပါပဲဒါဒီညတညအိတ်လိုက်တယ်ဆိုတဲ့သဘောလေးပါပဲလောက်ပါပဲကျွန်တော်မေရာစဖီလေးပြအောင်မေရာစဖီလေးပါနော်တော့တော်တော်လေးကိုကားနေပြီအဆင်မပြေတော့โอเคအဲ့ဆိုကျွန်တော်တို့ခဏနေဆက်သေးကြပါမယ်။ကြည့်အားလုံးပဲ morning မှာမင်္ဂလာနေ့ခင်းလေးပေါ့နော်ကျွန်တော်ခုဟိုတယ် check out လုပ်မယ်ပြီး breakfast စားမယ်ပြီးနည်းနည်းလေးသွားလဲမယ်လေသာရှိရလဲမယ်လဲပြီးသွားတယ်ကျွန်တော်ပြန်မှာပေါ့နော်တော့ဒီမှာကျွန်တော်ခံမြင်ရ view လေးပြနေလို့ပါဒါဆိုတော့ကျွန်တော်တို့ဒါ check out လုပ်ပြီးတော့ကျွန်တော် breakfast လေးစားလာရုံပဲ breakfast စားပြီးတော့မှကိုသွားတီသွားရှောက်သွားမယ်ပေါ့နော်အဲ့ဒါလေးရိုက်ပြအောင်မှာဖြစ်ပါတယ်ဆိုတော့တွားကြပါမယ်အဲ့တော့ဒါကျွန်တော်တို့ဒါ hotel breakfast ပေါ့နော် hotel breakfast မှာမြန်မာဝန်ထမ်းတွေရှိတော့ကျွန်တော်တို့ဒါ department စားမလားဆိုပြီးတော့ကျွန်တော်တို့ကစားမယ်ပြောလိုက်တော့ကျွန်တော်တို့ဒါအလကားကျွေးသွားရပါနော်ပတ်စံပေးရတယ်မယူပါဘူးဒါကြုံလုံးစုံလုံးလေးကျွေးသွားတာပေါ့နော်ဒါရွှေမမာတွေကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတယ်ကျေးဇူးအများကြီးတင်ပါတယ်နှစ်ပွဲတောင်ကျွေးသွားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရွှေမမာတွေကျွန်တော်ဒီမှာတော့ရာသီဥတုလေးကတော့ဆောင်းအေးပါတယ်ကျွန်တော်ဒါနေပူထဲမှာထိုင်နေရပါတော့နေပူသားလေးလုံနေတာခါနေတော့လစ်တော့မယ်နော်ခါနေလစ်မယ်နည်းနည်းကေဘယ်လေးပါလေးသွားစီးမယ်ပြီးရင်ကျွန်တော်တို့တိုးပုံချောင်းသွားမယ်တိုးပုံချောင်းသွားပြီးရတဲ့အိမ်ပြန်မယ်ပေါ့နော်အိမ်ပြန်တာတော့ဘယ်တော့မှမကြပါဘူးကျွန်တော်ရန်ကုန်နဲ့လဲခုလောက်ပါပဲကျွန်တော်တနားရီကျော်လောက်ပဲကြာတယ်ပေါ့နော်နားရီကျော်လောက်ပဲကာစီယာတက်စီလေးနဲ့ပဲသွားရမယ်ဘတ်စကားမရှိတော့ဘယ်တော့မှလည်းဈေးရတဲ့တင်ပေါ့တက်စီနဲ့ပဲလစ်လိုက်တော့မယ်ဆိုတော့ကျွန်တော်တို့ဒါအခုကေဘယ်သွားစီမှာပေါ့နော်ဒါကေဘယ်စီးရင်ကျွန်တော်လိုက်ပြပါမယ်ကေဘယ်စီးရအောင်တော့ကျွန်တော်တို့ကေဘယ်စီးရဲ့နေရာမှာပြန်သိကြပါမယ် let's go ဟုတ်တာတရုတ်ပုံကြောင်ရောက်နေပြီပေါ့နော်ဒီဘက်မှာကျွန်တော်ပြပါမယ်တရုတ်အင်ကြီးလေးရှိပါတယ်ငှားဝစ်ပြီးတော့တမုတ်ရဲလို့ရပါတယ်ဒီဘာညာပေါ့နော်ဒီလိုငှားဝစ်ပြီးတမုတ်နေမှာရဲလို့ရ view တွေပါပြကီဘယ်တွေပါရဲရှိတယ်ပြီးရင်ကီဘယ်စီးမယ်အခုတရုတ်ပုံကြောင်ရင်ရလာလိုက်တာကီဘယ်နောက်မှစီးမှာမလို့ဆိုတော့ဒီဘက်မှာတော့ view ကတော့ strong mic ပါတယ်တရုတ်ပုံကြောင်တောင်ပေါ်မှာစောက်ထားတာပေါ့နော်အဲ့ဒါမှအဖြစ်တာပါသမုံနေပါရိုက်နေပြီးကျွန်တော်တို့ကေဘယ်ကစီးဖို့တစ်ချက်လောက်အောင်မယ်ကေဘယ်ကမစီးပဲနဲ့ကျွန်တော်တို့ဒါဒီကိုရောက်လာတာပေါ့နော်ဒီကိုရင်သွားမယ်ဆိုပြီးတော့တော်သေးရဲ့လူတော့ရမမြောင်မိုက်တော့မိုက်ပါတယ်အောင်းမိုက်တယ်တန်ပါတယ်လာတာတော့ဒီဘက်မှာကျွန်တော်ဒါဆိုင်လေးရှိရပါတော့။ဘာညာပေါ့။မော်တယ်
ညာတော့ဗျာထားကြတယ်ပေါ့ဗျာဒီဘက်မှာကျွန်တော်ဆိုင်လေးရှိရမိတ်ဆက်ပေးရပါဟာညာတော့ကျွန်တော်တို့မဝယ်ပါဘူးဟောဒီချိန်မှာဆောက်ထားလာကြရတယ်ဒါနောက်တစ်ယောက်မော်ဒယ်နောက်တစ်ယောက်โอเคကဲကျွန်တော်တို့ဒါအခုချိန်မှာဒါသူ့ပုံကြောင်းနေပြီးကျွန်တော် cable စီးမှာပါနည်းနည်းလေးတန်ဆူနေတယ် sorry ပါကလေးတွေရှိတော့ဒီမှာ station ကဒီတရုတ်ပုံကြောင်းကော်လေးမှာဆိုဒီကနေတက်လက်ကားလေးနဲ့တက်ပြီးတော့တွားလိုက်ရုံပါပဲဘာမှမခတ်ပါဘူး cable ကကျွန်တော်ပြပါမယ်ဒီမှာပါအဲ့လိုလေးပေါ့နော်ကျွန်တော်ဒီမှာ zone ဆွဲပြပါမယ်အဲ့တော့လိုလေးပေါ့နော်ကျွန်တော် zone ကတော့အရင်ကြီးတော့မရဘူးဒါတော့ကျွန်တော်ဒါ cable station ပေါ့နော်ဒီ station ကနေပေါ်တက်ပြီးတော့ဒါလက်မှတ်ဝယ်ပြီးတော့တွားလိုက်ရပါပြီဆိုတော့ကျွန်တော်ဒါအခုတော့ကျွန်တော်လက်မှတ်သွားဝယ်လိုက်ပါအောင်ပဲကျွန်တော်နောက်မှ cable station ကနေပြီးတော့လက်မှတ်ဝယ်ပြီးတော့ကျွန်တော်သွားပါပါဆိုတော့ let's go ကျွန်တော်ဒါဒီလို machine လေးနဲ့ဝယ်ရတာပေါ့နော်ကျွန်တော်ပြမယ်ဒီလိုလေးပေါ့နော်လူတွေပါတော့မရှိပါဘူး machine လေးနဲ့ဘာညာပေါ့ okay ကျွန်တော်ဒါကြောင်ဝယ်လိုက်အောင်ဆိုတော့ကျွန်တော်ဒါဘူးတော့အောက်ဆင်းပြီပါနော်အောက်ဆင်းပြီကျွန်တော်ပြီးအိမ်ပြန်မယ်အိမ်ပြန်ပြီးတော့ကျွန်တော်ပြီးပါနော်ဆိုတော့ကျွန်တော်ဒီ blog လေးအောင်ဒီမှာပဲဆုံးသက်ပြရစီဆိုတော့အားလုံးပဲနောက်ပြီးတော့ပြန်တင်မယ် bye bye